မောင်တို့ဟာလျှို့ဝှက်ချက်တွေကိုထာဝရဖုံးကွယ်မထားနိုင်ပါဘူးမောင်မင်းဟန်ရဲ့ခြေအားနောက်ကိုတိတ်တဆိတ်လိုက်လာခဲ့တဲ့နင်းခတယောက်သူတခါမှမကြားချင်ခဲ့တဲ့အမှန်တရားတွေကိုကြားလိုက်တဲ့အခါမှာတော့သူမရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားခဲ့ရတယ်သူမကဆုံးမပဲသူ့မှာရွှေတွေငွေတွေထက်တန်ဖိုးရှိတဲ့အစီရင်တွေရှိတယ်အဲ့လာတွေကိုငါရအောင်ယူမင်းဆို၍မောင်မင်းဟန်ရဲ့စကားအတန်ဟာနင်းခရဲ့နှလုံးသားကိုအစိတ်လူးထတဲ့ဓာတ်နဲ့မှုန်းလိုက်တယ်လို့ပါပဲသူမကေတင်ခဲ့တဲ့အသက်သူမယုံကြည်ခဲ့တဲ့အပြုံအားလုံးဟာအစီအစဉ်ချထားတဲ့လှဲ့ကွက်တွေတတ်ပါပဲမောင်မင်းဟန်ဟာနင်းခကိုချစ်ခဲ့တာမဟုတ်ဘူးသူမစီကစုံအတက်ပညာနဲ့ရွာသားတွေစီကရမယ်ဆုလာပကိုပဲမှတ်မိုးခဲ့တာနင်းခရဲ့မျက်လုံးနဲ့စီးကြလာတဲ့မျက်ရည်တွေဟာအေးဆက်သွားပြီးတခီးခီးနဲ့နီမြဲနဲ့အမျက်ဒေါသတွေအထိပြောင်းလဲလာခဲ့တယ်အချစ်ဆိုတဲ့အလင်းရောင်ဟာကွယ်ပြောက်သွားပြီအခုတော့နင်းခရဲ့ဇင်ထဲမှာအမြုံဆိုတဲ့မီးလျံတွေပဲတောက်လောင်နေတော့တယ်သူမဟာသူမရဲ့သွေးတွေကိုပူဇော်ပြီးငြိမ်သက်နေတဲ့စုံအတက်ပညာတွေကိုနိုးထွားစေခဲ့ပြီးသစ္စာဖောက်ခံလိုက်ရတဲ့စုံမလေးရဲ့တုံ့ပြန်မှုဟာဘလောက်အထိရက်ဆက်မလဲဆိုတာဒီရွာကလေးနဲ့မောင်မင်းဟန်တို့မကြခင်သိကြတော့မှာပေါ့လေးတူထဲမှာသွေးညိညံ့နေတဲ့အတူတေချင်းတရားရဲ့တီတိုးတန်တွေစေ့တင်လွှမ်းမိုးလာခဲ့ပါပြီနာကျင်မှုဟာလူတယောက်ကိုဘလောက်အထိပြောင်းလဲပြနိုင်တယ်လဲနှင်းကအထက်တော့အချစ်ဆုံးသူရဲ့သစ္စာဖောက်မှုဟာသူမရဲ့လူသားဆန်မှုကိုတက်ပစ်လိုက်တယ်လို့ပါပဲအခုတော့သူမဟာနူးညံ့တဲ့မင်းကလေးတယောက်မဟုတ်တော့ဘူးသူမရဲ့သွေးနဲ့သူမရဲ့ဝိညာဉ်နဲ့လဲပြီးငရဲကအစွမ်းတွေကိုတောင်းခံနေတဲ့ဆုံးမတယောက်ဖြစ်သွားပြီမောင်မင်းပေးတဲ့အနာကျင်ဆုံးလက်ဆောင်အတွက်ငါစီကအမျက်တရားကိုပြန်ယူလိုက်ပါတော့လို့သူမတီးတိုးရည်ရွယ်လိုက်တယ်သူမရဲ့အမုန်းတရားတွေဟာအဲ့ဒီအနက်ရောင်အငွေ့တွေအထိပြောင်းလွင်ပြီးလေထုထဲမှာပြန်လွင်သွားခဲ့မိအဲ့ဒီအငွေ့တွေဟာရွာဘက်ကိုဥတီပြီးမွေတကောင်လိုတွားနေကြတယ်ပထမဆုံးကျင်းစာကတော့အိမ်မက်ဆိုးပါပဲမောင်မင်းဟန်ဟာအိပ်ပြိုသွားတိုင်းသူရက်ဆက်ခဲ့တဲ့နင်းကားရဲ့မျက်နှာကိုပဲမြင်နေရတော့မယ်ဒါဟာအစပဲရှိပါသေးတယ်နင်းကားရဲ့လက်စားကြည့်မှုဟာသွေးအေးအေးနဲ့တစိမ့်စိမ့်တက်မဲ့အစိတ်တစ်ခုလို့ရွာသားနေနဲ့မောင်မင်းဟန်ရဲ့အသားတဲ့အရိုးတဲ့အထိစိမ်ဝင်ဖို့ပြင်ဆင်နေပါပြီငင်းကတ်တို့ရဲ့အော်တန်ဟာရွာကလေးရဲ့နေမိတ်ဆိုးကိုကြိုးစိုးနေတဲ့ရောင်ရှိနေတော့တယ်နေမင်းကြီးထွက်ပေါ်ပေးမဲ့ဒီရွာကလေးအတွက်တော့အလင်းရောင်ကပျောက်ဆုံးနေစေပါနင်ကရဲ့အမုန်းတရားကရွာရဲ့တက်ရှိမြန်သမျှကိုတိုက်စားနေပြီလေရွာသားတွေဟာထူးဆန်းတဲ့ယောဂဝေဒနာတွေကိုခံစားနေကြရတယ်သူတို့ရဲ့အရေးပြားကိုမှမင်းနဲ့တဲ့အကွက်တွေပေါ်လာပြီးအသားတွေဟာအရှင်းလက်လက်ပုတ်ပွာလာကြတာပေါ့ဒါဟာစုမလီရဲ့ရက်ဆက်လာတဲ့သွေးအေးအေးနဲ့တုံ့ပြန်မှုပါတယ်မောင်မင်းဟန်ကတော့အဆိုးဆုံးပေါ့သူဟာတီးချင်းပြီးမဲ့တီးခွင့်မရသေးပဲအရှင်းလက်လက်ငရဲချနေရတယ်လို့ပါပဲသူရဲ့နားထဲမှာနှင်းကားရဲ့ရေမောတန်တွေကအမြဲတမ်းပဲ့တင်ထားနေတယ်သူအစာစားဖို့ကြိုးစားတိုင်းအစာတွေကသူ့မျက်စိရှိတင်လောက်ကောင်တွေအဖြစ်ပြောင်းလဲကုန်တယ်ဒါဟာသူပေးခဲ့တဲ့သစ္စာဖောက်မှုအတွက်နှင်းကားပြန်ပေးတဲ့ချိန်စာတဲ့အချစ်ပေါ့နှင်းကားရဲ့မျက်လုံးထဲမှာတနာညာတာမှုဆိုတာမြူတစားတောင်မကြံတော့ဘူးသူမဟာလူသားတယောက်ရဲ့နှလုံးသားကိုဆုံလွတ်ပြီးအမောင်တို့ရဲ့ပရင်အဖြစ်ခံယူလိုက်ပြီးကျွာသားတွေရဲ့ငိုညည်းတန်တွေဟာသူမအတွက်တော့တာယာတဲ့ဒိတ်တန်တစ်ခုလိုပါပဲဒါပေမဲ့ဒီလက်စားချိန်မှုရဲ့အဆုံးသတ်မှာသူမကိုယ်တိုင်လေဘာတွေပေးဆက်ရအောင်လဲဆိုတာကိုတော့သူမဂယုမဆိုင်တော့ဘူးအမုန်းတရားရဲ့အစိတ်ဟာသူမရဲ့ဝိညာဉ်ကိုပါစတင်ဝါမျိုးနေပြီလေလက်စားကြည့်မှုရဲ့အရာသာဟာအစပိုင်းမှာချုံလင်းတယ်လို့ရှိပေမဲ့တဖြည်းဖြည်းနဲ့အဲ့ဒီအရာသာဟာခါတက်လာခဲ့တယ်။နှင်းကဟာရွာသားပြည်ကိုဒုက္ခပေးလေသူမရဲ့ဝိညာဉ်ဟာလည်းတဆက်စီကျွေလွန့်ပျက်စီးလာလေပါ။စွန်အတက်ပညာရဲ့နှက်နဲလေအမှောင်တူဟာအခက်မဲ့မညပါဘူး။သူမရဲ့လှော့ပါတဲ့အသားတွေဒီအောက်မှာအနက်ရောင်သွေးကြောတွေဟာငကားတကောင်လိုတွန့်လိန်နေပြီးသူမရဲ့လူသားဆန်တဲ့စိတ်အစဉ်အားလည်းတဖြည်းဖြည်းမင်းမိန်လာနေပြီ။မောင်မင်းမြင်လားမင်းကြောင့်ငါဟာဘသူမှမသိနိုင်တဲ့ငရဲသားတစ်ယောက်ဖြစ်သွားပြီလို့သူမကတောအုပ်ကြီးကိုကြည့်ပြီးအော်ဟစ်လိုက်တယ်။
သူမရဲ့အတန်ဟာလူသားနဲ့မတူတော့ပဲဝိညာဉ်တစ်စဲတစ်ကောင်ရဲ့အတန်လိုအေးဆက်ခြောက်ချားဖို့ကောင်းနေတော့တယ်သူမဟာမောင်မင်းဟန်ကိုအသေးမသက်သေးပဲအရှင်လက်လက်နဲ့ပို့ပြီးနားကျင်အောင်လုပ်ဖို့နောက်ထပ်ပြူစားမှုအသစ်တွေကိုပြင်ဆင်နေပြန်တယ်ဒါဟာနှင်းကားပေးထားတဲ့တေခွေးမရှိတဲ့ငရဲပါပဲမောင်မင်းဟန်ဟာတစ္ဆာဖောက်ခဲ့တဲ့အဖြစ်အတွက်ထာဝရနာကျင်နေရတော့မယ်ဒါပေမဲ့နှင်းကားကိုယ်တိုင်လည်းသိနေခဲ့ပြီဒီပွဲဟာတစ်ဖက်သားအနိုင်ရတဲ့ပွဲမဟုတ်ဘူးဆိုတာသူမရဲ့ခန္ဓာကိုယ်ဟာဒီမှော်တက်တွေရဲ့ဒဏ်ကိုမခံနိုင်တော့ပဲအတွင်းကနေစတင်လောင်မြိုက်နေပြီလေအချစ်နဲ့စတင်ခဲ့တဲ့ဇက်လန်းဟာအမုံရဲ့မီးတောက်တွေကြားမှာနှစ်ယောက်လုံးကိုပြားအဖီပြောင်းလဲပြဖို့အရှိန်ယူနေပါတော့ပဲသွေးရောင်လှမ်းတဲ့လာပြညမှာနှင်းခါရဲ့လက်စားချေမှုဟာအထွတ်တီကိုရောက်ရှိခဲ့ပါတယ်သူမဟာသစ္စာဖောက်မောင်မင်းဟန်ရဲ့ဝိညာဉ်ကိုတစ်ဆက်စီခွဲချမ်းပြီးရက်ဆက်စွာအဆုံးစီရင်ခဲ့တယ်လို့တရွာလုံးကိုလည်းသူမရဲ့အစွမ်းနဲ့ဖတ်စီပစ်ခဲ့တယ်။အောင်ပွဲရလိုက်ပြီးမြစ်နှင်းဟာရဲ့ရင်ထဲမှာတော့ဟာလာဟင်းလင်းဖြစ်နေခဲ့ပြီပေါ့။သူမကိုသစ္စာဖောက်တဲ့သူကိုဖျက်ဆီးလိုက်နိုင်ပြီးမြစ်သူမကိုယ်တိုင်လည်းအမုန်းတရားရဲ့ဝါမြုံမှုကိုခံလိုက်ရပြီဆိုတာသိလိုက်ရချိန်မှာတော့နောက်ကျသွားခဲ့ပါပြီ။အမုံမီဟာအရာအလုံးကိုလောင်မြိုက်ပြီးတဲ့နောက်နှင်းခါရဲ့ဝိညာဉ်ကိုပါနောက်ဆုံးအချိန်ဝါမျိုးထို့ပါဆက်ဟာလိုက်ပါတော့တယ်။လက်စားချေမှုတွေအတိမှာတော့နှင်းခါရဲ့ရင်ထဲမှာအောင်နိုင်သူရဲ့ပျော်ရွှင်မှုမျိုးမဟုတ်ပဲအေးဆက်လှတဲ့အထီးချမ်းမှုတွေပဲကြံရစ်ပါတော့တယ်။သူမရဲ့အမုံတရားဟာရန်သူကိုဖျက်ဆီးနိုင်ခဲ့တယ်။ဒါပေမဲ့အပြန်အလှန်အားဖြင့်သူမရဲ့တီးရှိမှုကိုပါပြန်လေတောင်းဆိုခဲ့ပြီလေ။နင်ခါဟာသူမလက်လွတ်ခဲ့ရတဲ့တာမန်မင်းကလေးတယောက်ရဲ့ဘဝကိုတန်းတရင်နောင်တမြက်ရည်တွေနဲ့အတူအလင်းဆက်ပြောင်များစွာအဖြစ်ကွဲအပ်ကျွေလွင့်သွားခဲ့ပါတယ်။နောက်ကနေမျိုးတောက်ချိန်မှာတော့တဲအိုလေးဟာဖျားပုံအဖြစ်ပြောင်းလဲသွားပြီးအဲ့ဒီနေရာမှာအဖြူရောင်တောကွမ်းလေးပဲအမှတ်အတိုင်းကြံရစ်ပါတော့တယ်။လူသားတွေရဲ့ရက်ဆက်မှုကိုအမုန်းနဲ့တုံ့ပြန်ခဲ့ရဲ့စုံလီဟာနောက်ဆုံးမှာတော့အချစ်ကိုငတ်မွတ်ရင်းနဲ့ပဲဘဝဆက်ခုံပေါ်ကနေရှင်နစ်စွာကောင်းလောက်အောင်အေးချမ်းစွာထွက်ခွာသွားခဲ့ပါပြီ။ရှင်နစ်စရာစုံလီရဲ့အချစ်ဇလံလေးကတော့ဒီမှာတင်ပေးပါပြီရှင်။ကြည့်ရှုပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။တာယာသောနေ့တစ်နေ့ဖြစ်ကြပါစေရှင်။